အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ဒုတိကိုယ်ဆွဲ channel နဲ့ကြိုဆိုပါရစေကျွန်တော်ရဲ့ channel မှာဗီဒီယိုတင်နိုင်မြင်အောင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ထားပေးပါ like subscribe လုပ်ပြီးသားသူတွေကလည်းလက်မလေးတွေတစ်ချက်စီလောက်ပန်းမကြည့်နှိပ်ထားပေးကြပါနော်ကျွန်တော်ဒီတစ်ပတ်စာတော့လည်းကျွန်တော်မနေ့ကနေ့တိုင်း free လေးကျွန်တော်တင်ပေးထားပြီးပါနော်တစ်ပတ်စာ free တစ်ပတ်စာကျွန်တော်တင်ပေးထားတယ်ပတိလေးလုံးပါတယ်အခွေက၄လုံးအခွေတစ်ခုရယ်၃လုံးအခွေတစ်ခုရယ်မွေး၄ကွက်ရယ်အကြိုက်ဆုံးမွေး၃ကွက်ဆိုမွေးရ9ကွက်ဖြစ်သွားမယ်ပရိတ်နှလုံးရယ်ပေါ့နော်ကျွန်တော်မနေ့ကအကုန်လုံးတင်ထားပေးပြီးဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဘက်ကလိုပဲပြီးခဲ့တဲ့ဘက်ကဆိုရင်ကျွန်တော်ရဲ့တစ်ပတ်စာရွက်လေးကကျွန်တော်ခံမှန်းချက်ထဲပါဝါလေးတစ်ခုပဲကြံပါတယ်ကျန်တာတွေအကုန်လုံးပါပါတယ်နော်အဲကြောင့်မိတ်ဆွေတို့ကျွန်တော်ရဲ့ channel ကို like subscribe လေးလုပ်ထားပေးဖို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့မနက်ဖြန်မှာတနင်္လာနေ့ရောက်ပြီပေါ့နော်တနင်္လာနေ့10ရက်နေ့အတွက်ဆိုရင်ကျွန်တော်ရဲ့မနက်ဖြန်နေကုန်လုံးမှန်ခွန်တစ်လုံးရှိမယ်နော်နေကုန်လုံးမှန်ခွန်တစ်လုံးရှိမယ်နေကုန်ပတ်သီးက18ပတ်သီးနော်နေကုန်ပတ်သီးက18ပတ်သီးကျွန်တော်တပတ်စာပေးထားတယ်မှာပတ်သီးထဲမှာခွန်8တဲ့နှလုံးပါနော်ဒါလေးသတိထားအောင်လို့ပါအဲ့တော့မနေ့ကလည်းကီးခွေက4953ညကီးဒီကီးခွေကနေလည်းအပြီးထွက်သွားနိုင်တယ်ဒါလေးမိတ်ဆွေတို့သတိထားပြီးဆင်ခြင်လို့ရအောင်လို့ပါနော်အဲ့တော့ထုံးတယ်နဲ့ကျွန်တော်ဒီကုန်းထိုးခွက်ထုံမယ်ဒီပတ်သီးနဲ့ဒီကီးခွေတွဲပြီးထုံမယ်တစ်နဲ့ဆိုရင်14 19 15 10နော်14 19 15 10နော်ရှင်းနဲ့ဆိုရင်84 89 85 80ဟုတ်ပြီနော်ဒီထဲမှာဆိုရင်ကျွန်တော်ကြိုက်တာ14နဲ့15ကိုကြိုက်တယ်ရှင်းနဲ့ဆိုရင်84နဲ့85ကိုကြိုက်တယ်ဒါကျွန်တော်ကြိုက်ဆုံး၄ခွက်ကိုပြောပြတာနော်အဲ့တော့မနက်ဖြန်အတွက်နေကုန် break က2 break 3 break 4 break 5 break ရှိမယ်ဟုတ်ပြီနော်အဲ့ဒါလေးရှိမယ်ပြီးရင်ပြီးခဲ့တဲ့တောက်ကြံနေထွက်ထားတဲ့ကဏ္ဍကမနေ့6ညနေ3ကနော်အဲ့ဒီ6နောက်ပိတ်ထွက်ထားခြင်းကြောင့်6နောက်ပိတ်ကြောင့်4ကိုတစ်လုံးလာမယ်နော်4ကိုတစ်လုံးလာမယ်အဲ့လေးမစုသတိထားပါဒီတနင်္လာနေ့တရက်ထဲပေါ့နော်4ကိုတစ်လုံးကြာဖို့ရှိမယ်ပေါ့နော်ဒီ6နောက်ပိတ်ထွက်ထားခြင်းကြောင့်ပြီးရင်အဲ့ဒီမှာ3 5ထွက်ထားခြင်းကြောင့်1နဲ့6ကိုအခွေဒီ1နဲ့6ခွင်ခွေကကျွန်တော်နေ့တိုင်း free စာရွက်ထဲမှာကျွန်တော်ပေးထားတယ်။အဲဒီ1နဲ့6ခွင်တစ်ပတ်စာခွေနဲ့တာပြီးတော့တွားပြီးတူညီနေတယ်။အဲကြောင့်ဒီ1နဲ့6ခွင်ခွေကိုငွေကြီးလိုက်နိုင်တယ်အချိန်လဲပေးနိုင်တယ်စိတ်လဲရှည်တယ်ဆိုအဲဒီ1နဲ့6ခွင်ခွေကိုတစ်ခုတည်းပဲဆွဆွမြဲမြဲလိုက်ပါထွက်ကိုထွက်စီမယ်အဲဒီ1နဲ့6ခွင်ခွေနော်အပူးပါနော်အပူးပါလုံးဝ100ရာခိုင်နှုန်းထွက်ကိုထွက်ပါမယ်ကျွန်တော်အများနဲ့ဒီချာပြောတာပါနော်ထွက်ကိုထွက်ပါမယ်ဟဲ့1နဲ့6ကိုအခွေဟုတ်ပြီနော်ကဲအဲ့တော့မနေ့ကတော့ကျွန်တော်ပထမမင်းကိုရွေးထားတယ်ပထမမင်းကိုမှာဆိုရင်1နဲ့ဆိုရင်1နဲ့13 14နော်1နဲ့13 14ဒူမင်းရောဆိုရင်8နဲ့83 85နော်ဒူမင်းရောက8နဲ့83 85ပါအဲ့တော့မနေ့ကအတွက်ကျွန်တော်နေကုန်2ကွက်ကောင်းဆိုရင်နေကုန်2ကွက်ကောင်းခွန်1နဲ့ခွန်8ပါနော်နေကုန်2ကွက်ကောင်းခွန်1နဲ့ခွန်8နေကုန်1ကွက်ကောင်းခွန်3နော်နေကုန်1ကွက်ကောင်းခွန်3 1ကွက်ကောင်းပါအဲ့တော့ကျွန်တော်ပြီးနေရထုံးရတိုင်းတနင်္လာအင်္ဂါ2ရက်အတွင်းမှာကျွန်တော်အကြိုက်ဆုံးပတိနှလုံးက46ပတိနော်46ပတိပါအဲ့တော့တနင်္လာအစအဖွင့်နေစဖြစ်တဲ့အတွက်မိတ်ဆွေတို့ပါပဲကစားပါတနင်္လာမနက်ထွက်ကနန်းထိတ်စီးကြည့်ပြီးကျွန်တော်ဂျန်တဲ့ရက်တွေမှာဘာလိုက်ရမယ်ဘယ်မူလိုက်ရမယ်ဆိုတော့ကျွန်တော်ပြောပြပါမယ်ဟုတ်ပြီနော်အဲကြောင့်မနက်ဖြန်အဖွင့်နေဖြစ်တဲ့အတွက်မိတ်ဆွေတို့ပါပဲကစားပါခုနကကျွန်တော်ဂျန်ပေးသလိုကဏ္ဍတစ်ခွက်ကိုစာထုတ်လိုက်မယ်ဆိုကိုလိုက်နိုင်တဲ့ငွေပမာဏကိုချင်းပြီးလိုက်ပါနော်စိတ်လဲရှည်ပါချင်းပြီးလိုက်ပါလောဘမကြည့်ပါနဲ့တောင်းကစားလုပ်တဲ့အခါမှာလောဘအရင်မကြည့်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဗျာကဲအဲ့တော့တနင်္လာအဖွင့်နေမှာအဖွင့်လာလေးနဲ့ဖွင့်နိုင်ကြပါစေဗျာလို့ဆုမကောင်းတောင်းရင်းနဲ့
ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာလေးရန်နာလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပါဗျ